မနေ့တနေ့ကပဲသူနဲ့ကျွန်တော်ချစ်သူတွေပါလမ်းခွဲဖို့ကြောင်းလေးတွေအိမ်မတောင်မမက်ခဲ့ဘူးပါဒါပြင်မဲ့အကြောင်းငါဖန်လာချိန်ထားတဲ့ဒီနေ့မှာသူကတော့ရောက်မလာပါမက်ဆမပို့လို့ထားတဲ့စာကြောင်းလေးကဝမ်းနေစရာမေးလိုက်ပါတယ်မုန်းလိုက်ပါတယ်ခွန်းလပါစာကြောင်းလေးနဲ့တို့ဇလန်းငါဆုံးပြီးကွယ်အပြီးတိုင်းဝေးရပြီလားကွယ်အမတ်တမဲတွေ့ဆုံးပြီးတို့နှစ်ယောက်ချစ်ခဲ့ကြတဲ့အကြောင်းပြချက်တွေမရှိပဲမင်းငါလမ်းခွဲသွားပါတယ်ပိတ်ထားတဲ့ဖုန်းကလေးကိုခဏခဏခေါ်တာညင်ဝိုင်းရင်ပတ်ထဲအောင်လို့လာတယ်ကိုယ်ပဲလို့ဖြစ်သိရမယ်ချစ်လျက်နဲ့တို့ဝေးရအကြောင်းတွေရှိခဲ့သလားကွယ်မင်းနဲ့မယ်လေးရဲ့မင်းပုံရိတ်ကလေးရဲ့ကိုယ်ပဲလို့မေးလို့ရမှာလဲနောက်နေများဖုံးစမရရင်ကိုယ်ပဲလို့ရှိစေရမလဲမနေ့တနေ့ကပဲသူနဲ့ကျွန်တော်ချစ်သူတွေပါလမ်းခွဲဖို့ကြောင်းလေးတွေအိမ်မတောင်မမက်ခဲ့ဘူးပါဒါပြင်မဲ့အကြောင်းငါဖန်လာချိန်ထားတဲ့ဒီနေ့မှာသူကတော့ရောက်မလာပါမက်ဆမပို့လို့ထားတဲ့စာကြောင်းလေးကဝမ်းနေစရာမေးလိုက်ပါတယ်မုန်းလိုက်ပါတယ်ခွန်းလပါစာရောင်းလေးနဲ့တို့ဇလန်းငါဆုံးပြီးကွယ်အပြီးတိုင်းဝေးရပြီလားကွယ်အမတ်တမဲတွေ့ဆုံးပြီးတို့နှစ်ယောက်ချစ်ခဲ့ကြတဲ့အကြောင်းပြချက်တွေမရှိပဲမင်းငါလမ်းခွဲသွားပါတယ်ပိတ်ထားတဲ့ဖုန်းကလေးကိုခဏခဏခေါ်တာညင်ဝိုင်းရင်ပတ်ထဲအောင်လို့လာတယ်ကိုယ်ပဲလို့ဖြစ်သိရမယ်ချစ်လျက်နဲ့တို့ဝေးရအကြောင်းတွေရှိခဲ့သလားကွယ်မင်းနဲ့မယ်လေးရဲ့မင်းပုံရိတ်ကလေးရဲ့ကိုယ်ပဲလို့မေးလို့ရမှာလဲနောက်နေများဖုံးစမရရင်ကိုယ်ပဲလို့ရှိစေရမလဲ